တီရှင်နဲ့တူတူထိုင်းပြီး44လုံးကိုတူတူဖတ်ကြမယ်နော်กอไก่ขอไข่ขอขวดคอควายคอคนคอระฆังงองูจอจานฉอฉิ่งชอช้างซอโซ่ชอเชอยอหญิงดอชดาตอประตักถอฐานทอนมนโททอผู้เฒ่านอนเนนดอเด็กตอเต่าถอถุงทอทหารทอธงนอหนูบอใบไม้ปอปลาผอพึ่งฝอฝาพอพานฟอฟันพอสำเภามอม้ายอยักษ์รอเรือลอลิงวอแหวนสอศาลาสอฤษีสอเสือหอหีบลอจุฬาออ่างหอนกฮูกโอเคပြီးတော့ပါပြီเนาะထိုင်းပြီး44လုံးပေါ့เนาะဒါကိုထိုင်းစာရေးသက်ဖတ်သက်ရှင်နေဆိုရင်เนาะဒီပြီး44လုံးကိုအလွတ်ချက်ရမယ်เนาะဒီစာကကြတော့ထိုင်းစာအခြေခံ level 1ပေါ့เนาะဒါကတော့ထိုင်းပြီးထိုင်းတရနေရှိပါတယ်เนาะဝဏ္ဏရုပ်တွေလည်းပါဝင်တယ်အတန်အုပ်စုတွေလည်းပါဝင်တယ်ပေါ့เนาะပြီးတော့စာပုတ်တိုလေးတွေစကလုံးတွေလည်းပါဝင်ပါတယ်เนาะဒီဆောင်ကဗီဒီယိုပို့ဖြစ်တဲ့အတွက်တီရှင်နဲ့တူတူတရိုက်စာတင်ရတယ်လို့ခန်းစားရတယ်ပေါ့เนาะခု2 promotion ရှိရเนาะရှင်းအောင်ထိမှနေပြီးတော့ကိုဘယ်လောက်ဈေးနှုန်းရတယ်ဆိုတာ comment မှာရေးထားပေးပါเนาะ Okay bye bye